လုံးဝနော်ပညာရှင်မပါတဲ့ဆေးဝါးမြည်သည့်ဆေးဝါးမှာကျွန်တော်တော့အမပေးဘူးနော်ပညာရှင်မပါတော့ဆေးဝါးပညာရှင်ရဲ့အခန်းကဏ္ဍသည်ဒီ85ရာခိုင်နှုန်းလိုအပ်ပါတယ်နော်ဆေးဝါးဆိုတာ25ရာခိုင်နှုန်းပညာရှင်ရဲ့ဆေးဝါးကိုတင့်တော်အောင်စီမံခန့်ခွဲပြီးမှပေးမှကိုအတွက်အဆင်ပြေမှာနော်ဟိုလူကောင်းလို့ဒီလူကောင်းလို့ဟာတွေလုံးဝမလုပ်ပါနဲ့ဒါကျွန်တော်အရင်ရေးကြည့်လို့ပါနော်တတိပေးရပါဆရာလေးရှင်ကဖုန်းဆက်လို့မေးလို့ရတယ်မေးလို့ရတယ်ဖုန်းဆက်မေးလို့တခါတည်းအချိန်ကြီးကြောင့် line တွေမအားလို့ဖုန်းကဖြစ်တယ်ဆိုရင် line ပေါ်နေမိကုန်းနေလှမ်းပို့ထားလိုက်ကျွန်တော်တို့ဖြည့်ပေးမယ်နော်ဖြည့်ပေးတယ်အဲ့ဒါရတောက်ချောက်ဖြည့်နေတာပါနော်ကဲဒါဆိုရပြီနော်ဒီနေ့ဟိုဖြစ်အောင်လုပ်မယ်ဟိုစမိုင်းနဲ့ပြုတ်ပြီပေါ့လားအေးဟုတ်ပြီအဲ့ဒါရပြီတော့တမီးရှိသေးလားညီတော်မေးချင်တာရှိသေးလားအေးဟုတ်ကဲ့